HR ဆိုတာဘာလဲ HR ဆိုတာကျွန်တော်တို့က human resource ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်ခင်ဗျာပိုပြည့်စုံအောင်ပြောရရင် human resource management ပေါ့နော်လူသားအရင်းမြစ်စီမံခန့်ခွဲခြင်းအဓိပ္ပာယ်ကတော့ကျွန်တော်တို့အဖွဲ့အစည်းအောင်မြင်ဖို့တနည်းအားဖြင့်ပြောရင်အဖွဲ့အစည်းမှာအကျိုးအမြတ်ရဖို့ဒီကျွန်တော်တို့เนาะလုပ်ငန်းမှာရှိတဲ့ဝန်ထမ်းတွေတနည်းအားဖြင့်လူသားအရင်းမြစ်တွေကိုကျွန်တော်တို့ကစနစ်တကျဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်ခြင်းကိုကျွန်တော်တို့ကပါတယ် HR လို့ခေါ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီရှိတဲ့ကျွန်တော်တို့ရှိမှရှိတဲ့ဝန်ထမ်းတွေရဲ့เนาะအားတာချက်ရှိတဲ့ဝန်ထမ်းတွေရှိသလိုအားနည်းချက်ရှိတဲ့ဝန်ထမ်းတွေလည်းရှိတယ်ပေါ့နော်အားတာချက်ရှိတဲ့ဝန်ထမ်းတွေဆိုရင်ကျွန်တော်တို့က learning process တွေဆောင်ရွက်ထားသလိုเนาะပြီးတော့ကျွန်တော်တို့က career planning လေးတွေတည်ဆောက်ပေးထားမယ်เนาะဒီလုပ်ငန်းကနေကျွန်တော်တို့เนาะမထွက်သွားနိုင်အောင်သူ့အတွက်ကျွန်တော်တို့က career planning လေးတွေတည်ဆောက်ထားသလိုအားနည်းချက်ရှိတဲ့ဝန်ထမ်းတွေကိုဆိုရှင်လည်းကျွန်တော်တို့က training တွေပေးမယ်เนาะပြီးတော့ကျွန်တော်တို့ကဗါလဲဆိုရှင် appraisal နဲ့စစ်ဆေးမယ်လိုအပ်ရင်ကျွန်တော်တို့ကအကြံဉာဏ်တွေပေးပြီးတော့ကျွန်တော်တို့အဖွဲ့အစည်းမှာရှိတဲ့ဒီလူသားအရင်းမြစ်တွေကိုဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်ခြင်းကိုကျွန်တော်တို့ကဗါလဲ HR လို့ခေါ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကပြပြချင်တာ HR ဆိုတာကိုကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာเนาะဟုတ်ပြီသူကကျွန်တော်တို့ဝန်ထမ်းတွေထုတ်တယ်ဝန်ထမ်းတွေခေါ်တယ်เนาะဝန်ထမ်းတွေခန့်တယ်ပြီးတော့ကျွန်တော်ကလစာတွေပေးတယ်ဒီလိုလူမှ HR မဟုတ်ဘူးပေါ့နော်တနည်းအားဖြင့်ပြောရလို့ရှိရင်ကျွန်တော်တို့เนาะဒီကုံစုံဆိုင်လေးကအစပေါ့နော်ဝန်ထမ်း9ယောက်10ယောက်เนาะဒီလိုအထက်ရှိတဲ့ဝန်ထမ်းလုပ်ငန်းတွေဆိုလဲဥပမာဆိုပါလို့เนาะ तू ကအခုဟိုလူတယောက်ကိုခန့်မဲ့ဆိုလို့ရှိရင်เนาะမင်းဘယ်နေ့အလုပ်လာစင်းကြီး तू เนาะဒါအင်တာဗျူးတာပဲကျွန်တော်တို့လိုဒါတေချာအင်တာဗျူးတာမဟုတ်ဘဲနဲ့ तू เนาะဒီလိုပဲတွေ့ဆုံပြီးတော့အင်တာဗျူးလိုက်တယ်ဒါဆိုခန့်ကြည့်တယ်ခန့်ကြည့်လို့ तू အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်စက်ခန့်တယ်ဒီလိုပဲเนาะမင်းဒီထက်မှာအလုပ်ပြတ်တယ်ဆိုလို့ရှိရင်အတက်မမှန်ဘူးဆိုလို့ရှိရင်ဟိုတစ်လောက်3သိန်းပေးတယ်ဆိုပါစို့မင်းဒီထက်မှာအတက်မမှန်ဘူးဆိုလို့ရှိရင်เนาะတရက်ကို1000ပြတ်တယ်ဆိုရင် तू 3ရက်မလာဘူးရောမင်း2သိန်း9000ယူရတယ်လို့ဒီလစာကိုဘယ်သူပေးတာလဲဆိုလို့ရှိရင်ခုနကပြောတဲ့ဒီဆိုင်ရဒီကျွန်တော်တို့เนาะဒီအလုပ်ရှင်ကပေးတာသူဒီ HR ပဲဗျဒါကြောင့်ကိုကျွန်တော်ပြောတာလုပ်ငန်းမှာရှိတဲ့ကျွန်တော်တို့ဒီ company တွေမှာလုပ်တဲ့ခေါ်တဲ့ HR မှာမဟုတ်ဘူးဒီလုပ်ငန်းသေးသေးလေးမှာလည်းရှိတယ်ကိုကလူခေါ်တယ်ဒီ project တွေကို HR နဲ့ပတ်သက်တဲ့ project တွေကိုဆောင်ရွက်နေပြီဆိုရင်သင်ဟာ HR ပါပဲเนาะဒါလေးတွေလည်းရရှိပါနောက်နေ့သင်ခန်းစာလေးမှာဆိုလို့ရှိရင် HCM ကျွန်တော်တို့က Human Capital Management အကြောင်းလေးတွေကိုကျွန်တော် short to the point ပြောပါမယ်ပြီးတော့ကျွန်တော်တို့က HRD ဆိုတာပါလေကျွန်တော် short to the point ပြောပါမယ်เนาะ HR ရဲ့ function တွေကပါလေးတယ်เนาะဒါကြောင့်မို့ကျွန်တော်ရဲ့ TikTok လေးကို like လုပ်ထားဖို့လိုအပ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်